ဇလန်းလေးရဲ့အစမှာတော့လူတစုကရဲစခန်းနဲ့ဝင်ရောက်ပြီးရဲရရှိများကိုရိုက်နှက်နေပေမဲ့မိသူတို့များပြန်လဲခုခံမွန်းပဲအကုန်လုံးကိုယ့်အလုပ်ကိုလုပ်နေတာကိုတွေ့ရမှာပဲဖြစ်တယ်။ဒီလိုနဲ့သူတို့ရဲစခန်းပြင်ကိုရောက်ရှိလာတဲ့အခါမှာတော့ခွေးတစ်ကောင်ကြောင်တမီမှမတွေ့ရပဲတိတ်ဆိတ်ချောက်ကပ်နေတာကိုမြင်ရတဲ့အခါမှာတော့သူတို့ထောင်ချောက်တစ်ခုတည်းရောက်ရှိနေပြီဆိုတာကိုရိပ်စားလိုက်မိကရဲစခန်းနဲ့ပြန်ဝင်မိအပြုတွင်ရဲစခန်းတကားများအကုန်လုံးပိတ်ချလိုက်ပြီးတက်ကူခေါ်ဖို့ရန်အတွက်စူးစမ်းချိန်မှာလဲသူတို့တက်ကူတွေရောက်ရှိမလာနိုင်တော့ပဲပစိန်အဖွဲ့ကသူ့ရဲ့တပည့်များကိုပြစ်ခတ်ရှင်းလင်းကသူ့ကိုတော့ပစိန်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ပစိန်ဖြစ်အဆုံးသတ်ပေးလိုက်ပါတယ်။သူတို့အဖွဲ့ထဲမှာပါဝင်လာတဲ့တူတီတဲ့တော့မိန်းကလေးကိုတော့နှလုံးပြူဖြစ်ပြစ်ခတ်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်။ဒီအင်အားလည်းအလွန်တောင့်တင်းကသူတို့လူစိုးကိုင်းဟာရဲစခန်းများကပင်ကြောက်ရပြီးဒီနယ်တော့မှာလည်းဒူးစရိုက်မှုမြောက်များစွာကိုပြောင်တင်းတင်းပဲပြုတ်လုပ်တဲ့တကယ်ကိုနာမည်ကြီးလူစိုးကိုင်းတစ်ခုလည်းဖြစ်တယ်။အနီးနားမှာတော့တိုက်စစ်အေဂျင့်နဲ့ရွာတရွာရှိပြီးသူတို့ကရိုးသားစွာလုတ်ကင်ရှာဖွေစားတောက်ကြတယ်။ရွာတကြီးကရွာထဲရှိအချုပ်ဆိုင်တဲ့သူဝင်ကဆိုင်ရှင်ကိုစားနောက်ရင်ရွာထဲရှိအပြိုမအများနဲ့ကလူကြီးစရင်ကြည်နူးနေခဲ့တယ်။သပင်ရက်တဲ့ကောင်လေးကခေါင်းလျှော်နေရေပက်တောက်သွားတာကြောင့်အခန်းပိုင်ရှင်အန်တီကိုလှမ်း၍ပြောဆိုရမှာသူမကဆင်းလာပြီးအကုန်လုံးကိုအပြစ်တင်ပြောဆိုကသူ့ကိုလည်းထုထောင်သွားခဲ့တယ်။မိန်းကလေးအင်တာရှေ့တွင်ချောင်းမြောင်းနေတဲ့သူ့ယောက်ျားကိုအခန်းသို့ခေါ်ဆောင်သွားပြီးနှာပူးကျသောကြောင့်အခန်းထဲတွင်ထုထောင်ရင်းပတင်းပေါက်မှထွက်ကျသွားခဲ့တယ်။ဒီလိုနဲ့ဆင်းတဲ့ဘုံဟာထိုရွာကိုရောက်ရှိလာပြီးမိုက်ကြီးခွဲရန်ငွေတောင်းခံရန်အတွက်သပင်ညက်ဆိုင်သို့ပထမဦးစွာစတင်ဝင်ရောက်ခါသပင်ညက်ခဲ့ကြတယ်။သပင်ညက်ပြီးတဲ့အခါမှာသပင်ညက်ကမပြီးသည့်အပြင်သပင်ညက်ဆရာထံမှငွေညှစ်နေတာကြောင့်အနီးနားမှလူများဝိုင်းလာပြီးရွာသားများကသူတို့တက်လက်ဆောင်ထပ်နေတာကိုသိလိုက်ရတဲ့အခါရှောင်ထွက်ရန်အတွက်စူးစမ်းခဲ့ပါတယ်။စပင်းညက်ဆရာကအခန်းပိုင်ရှင်အမကိုတွားရောက်တိုင်တန်းခေါ်ဆောင်လာတာကြောင့်ဆင်းလဲသူမစီထားတဲ့ဖနက်နဲ့ပါကို15ချက်လောက်စိတ်ညိုက်တာခံလိုက်ရတယ်။ဒီလိုနဲ့အခြေအနေကိုသူကင်တွင်နိုင်ဆွဲမရှိတော့မှသိလိုက်တဲ့အခါမှာတော့ပစိန်ခိုင်းသားတွေကိုအကူအညီဖြစ်သူလည်းခေါ်ယူလိုက်တော့တယ်။သူမဟာပစိန်ကိုင်းသားတွေကိုမြင်တဲ့အခါမှာမျက်နှာပြည့်ရင်သွားပြီးကန်ဆိုးမှုမှောင်မှုတွေရောက်ရှိလာမှာကိုသူသိတဲ့အတွက်လျင်မြန်စွာပဲသူများအခန်းစီသို့ထွက်ပြေးသွားခဲ့တယ်။ဒီလိုနဲ့သပင်ရက်ဆရာကခမရကိုကျွန်တော်ဝင်ညစ်ချင်တာလားကျွန်တော်မကြောက်ဘူးလို့ပြောလိုက်တာကြောင့်ခေါင်းဆောင်ငယ်ဟာပစိန်ကိုကန်ကနောက်တော့ကတ်သွားတဲ့အခါမိတို့မိပုံဖြစ်သွားပြီးတိုင်နေတဲ့သူပြုတ်ချကခါယူကျိုးသွားခဲ့တယ်။ဒီလိုနဲ့ပစိန်ကိုင်းသားတွေဟာတက်ကူတွေကိုခေါ်လိုက်တော့တယ်။သူမနှခမ်းနေဆုံးနေစဉ်ပြင်းထန်သောလှုပ်ရမ်းမှုကြောင့်သူမနှခမ်းနေချော်ထွက်သွားတာကြောင့်အပြင်းထန်စိတ်ဆိုးကရန်တွေ့ရန်ထွက်လာတော့အခါများစွာသောပစိန်ကိုင်းသားတွေတွေ့ကသူ့ကိုလည်းဖမ်းဆီးတိုက်ကြတယ်။ခေါင်းဆောင်ဟာသူ့တပည့်ခါယူကျိုးသွားတာကိုကြည့်ပြီးဘယ်သူလက်ချက်လဲဟုမေးမြန်းရာမိသူမမဝန်ခံတာကြောင့်ခလင်းငယ်နှစ်ဦးကိုဆွဲထုတ်ကမီးရှို့မိရန်ပြုတွင်ကူလီသမားကသူလောက်တာဖြစ်ကြောင်းဝန်ခံခဲ့တယ်။ကူလီသမားဟာလည်းတာမန်ကူလီသမားတယောက်မဟုတ်ပဲဇက်မြုပ်ထားသောကွန်ဖူပညာရှင်ဖြစ်နေတာကြောင့်ပစိန်အဖွဲ့လည်းအတုံးအယုံနဲ့အထီးအခိုက်များနေခဲ့ပါတယ်။အချုပ်ဆိုင်ကဒီဇိုင်နာကလည်းမနေတာတော့ပဲသူ့ရဲ့ကွန်ဖူပညာအစွမ်းတွေကိုထုတ်ပြရမယ့်အချိန်ရောက်လာပြီဆိုတာသိတဲ့အတွက်ကူလီသမားနဲ့အတူရှင်တွဲပြီးပစိန်ကိုင်းသားများကိုစတင်ပြီးတိုက်ခိုက်ပါတော့တယ်။ပစိန်ကိုင်းဘက်ကသူတို့ကားအတွင်းယူဆောင်လာတဲ့တနက်များကိုထုတ်လာတဲ့အချိန်မှာတော့အကျော်စရာရဲ့ဝလုံးချက်အောက်တွင်တနက်များအလုံးကျိုးချေကပျက်စီးသွားခဲ့တော့တယ်။ဒီလိုနဲ့အပွဲပွဲနှွှဲလာတဲ့ပစိန်ကိုင်းဟာကွန်ဖူပညာရှင်3ယောက်နဲ့တွေ့တဲ့အခါမှာတော့ဝှရှုပါးတွေဖြစ်ကုန်တော့တယ်။ပစိန်ကိုင်းလည်းအထီးခိုင်များစွာဖြင့်အလဲလဲဝဲခွဲတက်ဆုပ်သွားခဲ့ရတယ်။ဒီလိုနဲ့ဒီကိစ္စကိုအစာဆွဲထုတ်ခဲ့တဲ့ဆင်းတဲ့ဘုံကိုပြစ်ဒဏ်ပေးရန်ပစိန်နဲ့ပေါက်တက်စေခဲ့တယ်။ဒါပေမဲ့ဆင်းဟာတောဝိဇ္ဇာပြောနေတာကြောင့်တော့ကိုအချိန်မီဖြုံနိုင်ခဲ့ပြီးဒုတိယခေါင်းဆောင်ကတောဝိဇ္ဇာဖြစ်နေမှသိတဲ့အခါတငယ်ချင်းကိုပါကယ်တင်ရန်ပြောကြတာကြောင့်အသက်ပေးမှ2ယောက်စလုံးလွန်မြောက်ခဲ့တယ်။ခေါင်းဆောင်ကိုဂိုင်းထဲသို့ဝင်ခြင်းကြောင့်ပြောတဲ့အခါမှာခေါင်းဆောင်ကလူသက်ဖူးလာလို့မေးလာတာကြောင့်သူတို့2ယောက်လူမသက်ဖူးတဲ့အတွက်လမ်းမေးမှာပဲငိုးတို့ထိုင်နေရပါတယ်။ချမ်းသာတဲ့သူတွေရဲ့ဘဝတွေကိုငေးကြည့်ကလမ်းမေးမှာပဲထိုင်နေရင်အားကျနေကြရတယ်။စင်းကသူကွန်ဖူတက်ကြောင်းငယ်ကဗုဒ္ဓလောင်ဝါတိုင်းစာအုပ်ကိုသူရဲ့ပညာရေးအတွက်ရှိသမျှငွေချင်းများအားလုံးကိုပေးကဝယ်ယူပေးကွန်ဖူကိုပဲအစဉ်ဒီဇိုင်းလေ့ကျင့်ခဲ့ကြောင်းကောင်မလေးတွေကိုအနိုင်ကျင့်နေတာတွေ့လို့ဝင်ရောက်ပြီးဗုဒ္ဓလောင်ဝါတိုင်းနဲ့ကူညီပေးခဲ့ရာကိုပဲစွန်ကြီးလောင်းခံလိုက်ရပြီးတိုင်းစာအုပ်ရောလိုပါသိနဲ့ပန်းချင်းခံလိုက်ရတယ်။ရေခဲမှုတဲ့ကောင်မလေးထံမှရေခဲမှုများကိုဝယ်ယူကပတ်စံမပြီးပဲနှစ်ယောက်သားထွက်ပြေးခဲ့ကြတယ်။ပစိန်အဖွဲ့နဲ့တိုက်ခိုက်ခဲ့တာကြောင့်ကွန်ဖူပညာရှင်3ယောက်ကိုအင်ရှင်အန်တီကပြစ်တင်ပြောဆိုနေတဲ့အချိန်
ကိုလီသမားကဲတင်လိုက်တဲ့ကလေးနှစ်ယောက်နဲ့သူတို့အမိကလာရောက်ပြီးကျေးဇူးရှင်ကိုကျေးဇူးဆက်နေကြတယ်အားလုံးကအခန်းပိုင်ရှင်အန်တီကိုဝိုင်းဝန်းပြစ်တင်နေကြချိန်သူမကလည်းနောက်ဆုံးမှမခံနိုင်တော့ပဲသူမရဲ့အတန်ပါဝါဆွမ်းအားနဲ့အော်ဟစ်လိုက်တဲ့အခါအကုန်လုံးနားပိတ်ပြီးမခံနိုင်ဖြစ်သွားကြတယ်ဒီခွင့်ရင်းကိုစောင့်နေတဲ့ဆင်းတဲ့ဘုံဟာလည်းဓာတ်နဲ့ပေါက်ပြီးတတ်မိဟုဓာတ်သုံးချောင်းယူဆောင်လာကဓာတ်နဲ့ပေါက်ရမှာဓာတ်များအလုံးဟာဆင်းကိုပြန်လဲစိုက်သွားတာကြောင့်နောက်ဆုံးမှာသူတို့ကိုတွေ့သွားတာကြောင့်သူတို့ပဲခွေးပြေးပြေးကြရပါတယ်တငယ်ချင်းနှစ်ယောက်လူခွဲပြီးပြေးခဲ့ကြပေမဲ့အခန်းပိုင်ရှင်အန်တီကဆင်းနောက်ကိုပဲတဲကြီးမဲကြီးလိုက်နေခဲ့တဲ့ပြေးရင်လွှားရင်လမ်းခွေကိုရောက်ရှိတဲ့အခါကားကြီးတစ်ခုနဲ့ရင်ဆိုင်တိုးပြီးကားကြီးကိုရှောင်တင်းရမှာသူမလည်းကြော်ညာဆိုင်ပုံနဲ့တိုင်မီကဆင်းလည်းလွတ်မြောက်သွားခဲ့တယ်ပခုံးကဓာတ်နိုင်ရန်နဲ့မွေစိတ်တွေချောင်းအပြင်းထန်နာကျင်နေတာကြောင့်မိပွင့်အိမ်ထဲမှာသီးတွေရောလဝါတိုင်းခွက်တွေပါအဆုံးဖြစ်သွားပါတော့တယ်ညနေမှာတော့သူကအကောင်းပကတိအတိုင်းဖက်တီနဲ့တွားရောက်ကတွေးဆောင်ခဲ့တယ်။ရွာသားတွေကလည်းသူတို့ရဲ့ကံကြမ္မာကိုတွက်ချက်ကြည့်တဲ့အခါမှာကန်စုံမှုမှောင်ကြမယ်လို့ပြနေခဲ့တယ်။ပစိန်ကိုင်းဟာကဖူးပညာရှင်၃ယောက်ကိုတပ်ပြီးဖို့ဂျေစာ၂ယောက်ကိုငှားရမ်းခဲ့တယ်။တာယာတဲ့ညနေခင်းလေးမှာကဖူးပညာရှင်၃ယောက်ကပညာဖလှယ်နေကြပါတယ်။ရွာသားများကလည်းဘုံနေမြဲကြားနေမြဲအေးချမ်းချမ်းတတရရနဲ့ရှိနေကြတယ်။ကဖူးပညာရှင်၃နောက်မှာကိုလီတာသမားဟာရွာကိုဆုံးခွာသွားဖို့ထွက်ခွာသွားခဲ့တယ်။ထိုအချိန်သူတခါမှမမြင်ဘူးတဲ့ဂီတသမားတစ်ယောက်ခါရွာထိပ်မှာတီးခတ်နေတာကိုတွေ့ရပြီးသူတီးခတ်လိုက်တိုင်းမှာအရာဝတ္ထုတွေပစ္စည်းပြိုလဲသွားတာကိုတွေ့ရတယ်။သူသတိထားမိလိုက်တဲ့အချိန်မှာတော့အရန်ကိုနောက်ကျသွားခဲ့ပြီဖြစ်တယ်။တစ်ချိန်တည်းမှာပဲလောက်ကျန်တက်ဖြတ်သူတစ်ယောက်ဟာအချုပ်ဆိုင်ပိုင်ရှင်ရဲ့ဆိုင်တဲ့ဝင်ကစတင်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ပစိန်ကိုင်းကောင်းဆောင်ကတော့လောက်ကျန်တက်ဖြတ်မှုကိုအနီးကပ်လာရောက်ကြည့်ရှုနေခဲ့တယ်။အချုပ်ဆိုင်ပိုင်ရှင်ကလောက်ကျန်တက်ဖြတ်သူနှစ်ယောက်ရဲ့တိုက်ခိုက်မှုကိုအပြင်းအထန်ခုခံကာကွယ်နေရတယ်။ရွာရဲသူတွေကအပြင်ဘက်ကစုညံလန်တွေကိုကြားတဲ့အခါအိမ်တကားမြောက်ကိုပိတ်ကားလုံးကျစွာနေကြပြီးဘယ်သူမှအပြင်မထွက်ရဲကြတော့ပါဘူးအချုပ်ဆိုင်ပိုင်ရှင်အတော်လေးအထိနာနေချိန်အကျော်စရာရောက်ရှိလာကလူကြံတက်ဖြတ်သူနှစ်ယောက်ကိုခုခံတိုက်ခိုက်ပြန်တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာကြီးစားလူသားသမားနှစ်ယောက်ကိုဘလုံးမှမရှင်းနိုင်ပဲအလဲလဲအခွဲခွဲနဲ့ဖြစ်နေချိန်အခန်းပိုင်ရှင်အမျိုးသမီးကြီးရဲ့အတန်ဆွမ်းအားနဲ့အသက်ဘေးမှာလွတ်မြောက်ခဲ့ရတယ်ကြီးစားနှစ်ယောက်ဟာအတန်လာရာစီတို့တိုက်ခိုက်ရန်အတွက်တက်လာခဲ့ကြတော့လေရံပွဲတွင်လက်ဆောင်နေတဲ့ရွာတကြီးကသူ့ရဲ့ကွန်ဖူးပညာကိုထုတ်သုံးပြီးခြေစားနှစ်ယောက်ကိုဆုံးမလိုက်တော့တယ်ခြေစားနှစ်ယောက်ဟာသူတို့ဒူရီရဲ့အကျိုးများကိုပြန်လည်ချိတ်ဆက်ပြီးရွာတကြီးနဲ့အိမ်ပိုင်ရှင်အမျိုးသမီးကိုတိုက်ခိုက်ရန်အတွက်အပြင်းအထန်ကြိုးစားကြပေမဲ့ဘာမှအရာမထင်မဲ့သူတို့နှစ်ယောက်ပါခွေးပြေးပွက်ပြေးထွက်ပြေးခဲ့ရပါတယ်ရွာတကြီးနဲ့သူ့ဇနီးကလည်းနောက်တစ်ခါသူတို့ရွာကိုဒါမျိုးလာမလုပ်ရန်ပစိန်ကိုင်းကောင်းဆောင်ကိုတတိပေးပြီးပြန်တော့လိုက်ပါတယ်သူတို့ရွာရဲ့တိုင်းပညာရှင်၃ယောက်လုံးဆုံးရှုံးသွားတဲ့အတွက်ကြောင့်သူရွာလုံးလည်းပူဆွေးတော့ကဖြစ်ပြီးတော့ဝမ်းနည်းနေကြပါတယ်သူကြည့်မရတဲ့လေးလုံးကိုဘတ်စကားပေါ်မှာတွေ့တဲ့အခါရိုက်မယ်နှက်မယ်ဆိုပြီးမွေတိုင်းခွက်တွေထုတ်နေရမှာလေးလုံးမှာသူတို့နှုတ်ကိုစပယ်မှာကင်ကဖိနိုင်ကုန်နဲ့ရိုက်နေတာကြောင့်ဘတ်စကားပေါ်ကဆင်းပြေးခဲ့ရပါတယ်တော်စင်းသူတို့အနိုင်ကျင့်နေချရေခဲမှုတဲ့ကောင်မလေးကိုတွေ့တဲ့အခါမှာပတ်စံဓမြတိုင်းဖိုးရန်အတွက်အနာတို့သွားရောက်ရေးပတ်စံပမာလေးကိုမေးမြန်းရကောင်မလေးကတကယ်တော့ကောင်မလေးကအားနေတဲ့အတွက်ကြောင့်စကားမပြောနိုင်ပဲသူ့မျက်နှာကိုသာတရင်တနည်းစိုက်ကြည့်နေခဲ့တယ်တကယ်ချင်းဖက်တီကပတ်စံထားတဲ့နေရာကိုတွေ့သွားပြီလို့ပြောတာကြောင့်ပတ်စံကိုယူပြီးထွက်သွားမိအပြုတွင်ကောင်မလေးကသူငငယ်တုန်းကကူညီခဲ့မှုတဲ့ကောင်မလေးဖြစ်နေတာကြောင့်စိတ်ထဲမှာအလွန်ရှက်ကြောက်သွားတာကြောင့်သူထွက်ပြေးသွားခဲ့ပြီးဖက်တီကိုပတ်စံလေးပြန်သွားပေးခိုင်းခဲ့တယ်ဒီလိုနဲ့သူစိတ်ပြက်လက်ပြက်ဖြစ်နေချိန်မှာပစိန်ကိုင်းသားနှစ်ယောက်ရောက်ရှိလာပြီးခေါင်းဆောင်တွေတွေ့ဆုံဖို့ရန်အတွက်သူ့ကိုကလပ်အတွင်းသို့ခေါ်ဆောင်သွားကြတယ်ကလပ်ထဲသို့ရောက်ရှိတဲ့အခါမှာသူ့ကိုယူနီဖောင်းသစ်ဝယ်ဖို့ရန်အတွက်ပတ်စံထုတ်ပေးပြီးဂိုင်းဝင်သစ်ဖြစ်လက်ခံကခေါင်းဆောင်ကသူ့ကိုမစ်ရှင်တစ်ခုပေးလိုက်ပါတော့တယ်စိတ်တဆက်စေယုံထဲမှာအပန်းခံထားရတဲ့တားရဲကြီးဆိုတဲ့ပြိုင်ဆန်ရှာကွန်ဖူးပညာရှင်တယောက်ကွန်ဖူးတွေအရန်ကျင်လွန်၍စိတ်ဖောက်ပြန်သွားကသူနဲ့ရှင်ပြိုင်ရန်အတွက်ပြိုင်ဘက်မရှိတော့လောက်အောင်ဖြစ်နေသူတယောက်ကိုကဲထုတ်ပေးရမယ်မရှင်ပဲဖြစ်တယ်။နောက်ဆုံးတော့သူဟာတာရဲကြီးရဲ့အခန်းကိုရှာဖွေတွေ့ရှိပြီးတာရဲကြီးကိုပစိန်ကိုင်းသို့ခေါ်ဆောင်သွားနိုင်ခဲ့တယ်။ပစိန်ကိုင်းထဲသို့ရောက်ရှိလာတဲ့အခါမှာတော့တာရဲကြီးကအေးဆေးတည်ငြိမ်စွာငိုတို့ထိုင်နေပြီးတိုင်းပညာတစ်ခွက်ပြရန်အတွက်ဝိုင်းဝန်းတောင်းဆိုကြရာတနက်ကိုယူကမောင်းတင်ပြီးပြပြကကြီးစံကိုဖမ်းပြလိုက်တာကြောင့်တစ်ဖွဲ့လုံးကြောက်ရွံ့တုန်လှုပ်ကတာရဲကြီးကိုလေးစားသွားကြတော့တယ်။သူ့ရဲ့ဖနှောင်းတစ်ချက်နဲ့ပြိုင်ဘက်ကိုရှာဖွေလိုက်ပြီးနေရန်တွေကိုပောက်ကွဲထွက်ကလောင်းကစားဝိုင်းနေရှိလူများအားလုံးထွက်ပြေးသွားကြပြီးအခန်းမှာရဲ့အမျိုးသမီးကြီးနဲ့ရွာသားကြီးနှစ်ယောက်ထဲသာကြံခဲ့တာကိုတွေ့ရတယ်။သူတို့၃ယောက်စတင်တိုက်ခိုက်ကြတဲ့အချိန်မှာတော့တာရဲကြီးရဲ့ Confuse ကသူတို့၂ယောက်ထမ်းများစွာတန်လို့
ကောင်းမွန်နေတာကိုသူတို့နှစ်ယောက်တွေ့လိုက်ရတယ်ဒီလိုနဲ့တားရဲကြီးရဲ့တိုက်ခိုက်မှုတွေကိုအပြင်းထန်ခုခံရင်သူတို့နှစ်ယောက်လည်းအလူးလဲဖြစ်နေရတယ်တားရဲကြီးကသူမရဲ့အတန်ဆွမ်းအင်နဲ့အော်ဟစ်မှုကိုတောင်ခံနိုင်ရရှိနေတဲ့ကွန်ဖူးဆွမ်းရည်ရှိနေတာကိုတွေ့ရတယ်ခေါင်းလောင်းရဲ့ဦးခေါင်းကိုရိုက်ချိုးကသူမရဲ့အတန်ဆွမ်းအားနဲ့စတင်ပြီးခေါင်းလောင်းကိုအသုံးပြုကတားရဲကြီးကိုတိုက်ခိုက်ပါတော့တယ်သူမစတင်တိုက်ခိုက်လိုက်တဲ့အခါမှာတော့အခန်းတွင်ရှိလူများရာဝတ္ထုများအလုံးက40နှမောင်းတစ်ခုရဲ့ဖြည့်ဆည်းခြင်းကိုခံလိုက်ရသလိုမျိုးအရာဝတ္ထုအလုံးကျုပ်ကျေပျက်စီးကုန်တော့တယ်ဒီတကတော့တာရဲကြီးလည်းမခံနိုင်တော့ပဲအပြင်အထံတန်ရရရှိကပလက်လန်နေရာမှာခြိလိုက်တဲ့အခါမှာသူမကနောက်တစ်ချိန်အော်ရန်အတွက်ခေါင်းလောင်းနဲ့သူ့ကိုတည်ထားတာကိုမြင်တဲ့အခါမှာတော့သူအရှုံးပေးပါပြီဖြစ်ကြောင်းပြောဆိုကပရိယေသုံးပြီးနှစ်ယောက်စလုံးကိုသူ့ရဲ့လှုပ်ဝက်လက်နက်နဲ့တိုက်ခိုက်ပါတော့တယ်။သူ့ယောက်သားလုံးထွေးတပ်ပုတ်နေချိန်မှာပစိန်ခိုင်းကောင်းဆောင်ကဒေါက်တာချောင်းပေးကဆင်းကိုရွာစကြီးနဲ့သူ့ရဲ့အမျိုးသမီးကိုရိုက်နှက်ဖို့ရန်အတွက်စေခိုင်းခဲ့တယ်။ဒါပေမဲ့လည်းဆင်းဟာခေါင်းဆောင်ကိုပြန်လဲရိုက်နှက်ပြီးတားရဲကြီးရဲ့ဦးခေါင်းကိုပဲတဲပြီးဒုံနဲ့ရိုက်ချလိုက်တော့တယ်။တားရဲကြီးလည်းသူ့ရဲ့အမျက်ဒေါသတွေဆင်းစီတို့တွန်းချကသူ့ရဲ့လက်သီးချက်တွေနဲ့ဆင်းကိုအဆက်မပြတ်ထိုးနှံရဆင်းရဲ့ခေါင်းလည်းမြေကြီးထဲထိဝင်သွားတဲ့အထိထုံးလက်တာကိုခံလိုက်ရတယ်။သူသတင်းဝင်ရင်လက်ကြည့်လိုက်တဲ့အခါမှာတော့ရွာတကြီးလင်မယားဟာဆင်းကိုခေါ်ပြီးလှိမ်မြန်သောနှုံနဲ့ထွက်ပြေးသွားတာကြောင့်ဘယ်ရောက်သွားမှန်းသူမသိလိုက်ဘူး။အစိမ်ခိုင်းကောင်းတော်ကလည်းတားရဲကြီးကိုသွားပြီးအော်ရမှာခေါင်းကိုသုံးပတ်လက်လိမ်အောင်ရိုက်တာခံလိုက်ရတယ်။ဆင်းကသတိတနေတာတောင်သူ့လက်ကသွေးများနဲ့စုပ်ပြားပုံလေးကိုလက်ပြရေးဆွဲနေခဲ့တဲ့ရေခဲမှုဆိုင်ပိုင်ရှင်ကောင်မလေးကလည်းစုပ်ပြားလေးကိုကျိုးဖဲ့သွားတာကိုပြန်လဲဆက်ကြည့်နေပြီးသူတကယ်ချင်းဒီကလည်းမီးပွင့်ကြီးမှသူ့ရဲ့လက်ဝါးတိုင်းများကိုကြည့်ကသူ့ကိုလွှမ်းဆိုတတိယနေခဲ့တဲ့တာရဲကြီးကသူ့ကိစ္စကိုလက်စားတပ်ဖို့ရန်အတွက်ရွာတကြီးလင်မယားနှစ်ယောက်နဲ့ဆင်းနောက်ကိုထားချက်မခွာပဲလိုက်လာခဲ့တယ်။ဆင်းကတော့ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တာတော့အသက်မသေးပဲသူ့ရဲ့ဒဏ်ရာတွေဟာလှိမ်မြန်စွာသက်သာလာတဲ့အတွက်လင်မယားနှစ်ယောက်ကအရန်ကိုထူဆန်းပြီးအံ့ဩနေခဲ့တယ်။တာရဲကြီးရဲ့တိုက်ခိုက်မှုကသူ့အသက်ကိုမသေးစေုံနာမှာကသူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအားတွေပါပွင့်ထွက်သွားအောင်လုပ်ပေးလိုက်သလိုဖြစ်သွားတဲ့အတွက်သူဟာစွမ်းအားအပြည့်နဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။ရွာတကြီးလင်မယားကိုအနာပေးကဆင်းဟာသူ့ကိုယ်တိုင်ပစိန်ကိုင်းသားများနဲ့တာရဲကြီးကိုရင်ဆိုင်ဖို့ရန်အတွက်ထွက်သွားခဲ့တယ်။ရှင်မြန်တိုက်ခိုက်တဲ့အခါမှာလည်းသူတို့အရင်တုန်းကသိခဲ့တဲ့ပေါ်တော့ကောင်းလေးတစ်ယောက်မဟုတ်တော့ပဲတကယ်ကိုတိုင်းပညာရှင်တစ်ယောက်လိုပစိန်ကိုင်းသားများကိုတိုက်ခိုက်နေတာတွေ့တဲ့အခါမှာတာရဲကြီးကိုယ်တိုင်လည်းအံ့ဩခဲ့ရတယ်။ပစိန်ကိုင်းသားများကိုအမောက်သိပြီးတဲ့အခါမှာတော့တာရဲကြီးနဲ့ပဲရင်ဆိုင်တွေ့ဖို့ရန်အတွက်ကြံရှိတော့တာဖြစ်တယ်။ဆက်စချင်းမှာတော့တာရဲကြီးကိုသူ့ရဲ့ကွန်ဖူးတိုင်းကွက်တွေနဲ့ special ဆုံးမနေခဲ့ပေမဲ့တာရဲကြီးကလည်းသူမနိုင်မှန်းသိတဲ့အခါမှာတော့သူ့ရဲ့ဖားတိုင်းကွက်နဲ့စတင်ပြီးတော့တိုက်ခိုက်လာပါတော့တယ်။ဆင်းလဲတာရဲကြီးရဲ့ဖားတိုင်းကွက်ကိုအထူးတဆန်းကြည့်နေတော့အလစ်အငိုက်မှာပဲဝင်ရောက်တိုက်ခိုက်ကဖားတိုင်းကွက်ကြောင့်ဆင်းလဲတော့ထိနာကမနှဲကိုရှောင်းတိန်နေရတယ်။တာရဲကြီးလည်းအရန်ပြင်းတဲ့အချိန်နဲ့ဆင်းကိုတိုက်ထုတ်လိုက်ရဆင်းလည်းကောင်းကင်ဘုံထိပြန်တက်သွားခဲ့တယ်။ကောင်းကင်ဘုံမှာသူဟာဗုဒ္ဓဖရာပုံစံတိမ်တိုက်ကိုလက်အုပ်ချီရှခုကတော့ပြီးအချိန်ဟုန်ပြင်းမြေကြီးပေါ်သို့ပြန်လဲဆင်းသက်လာခဲ့တယ်။သူငငယ်တုန်းကအစင်တစိုက်လေ့ကျင့်ခဲ့တဲ့ဗုဒ္ဓလဝါတိုင်းခွက်နဲ့တာရဲကြီးကိုတိုက်ခိုက်လိုက်တဲ့အခါမှာတော့တာရဲကြီးလည်းအရှုံးပေးပါပြီဆိုပြီးပြောဆိုခဲ့တယ်။လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့တာရဲကြီးလည်းဆင်းကိုနောက်တစ်ချိန်တိုက်ခိုက်ဖို့ရန်အတွက်သူ့ရဲ့လှုပ်ဝက်လက်နဲ့ပြေးလာချိန်တွင်ဆင်းကဗုဒ္ဓလဝါတိုင်းနောက်တစ်ခွက်ထပ်ပြလိုက်တာကြောင့်တာရဲကြီးလည်းမှန်တကယ်ကြောက်ရွံ့ကရှုံးပေးသွားပါတော့တယ်။ဥမာဆင်းဟာလည်းနောက်ဆုံးမှာရေခဲမုတ်တဲ့ကောင်မလေးနဲ့နေထိုင်သွားချရင်အေးချမ်းချမ်းနဲ့ဇာတ်လေးနဲ့ပြီးဆုံးသွားတော့တယ်။